ကိုကိုအတူအရှိရှိလားချစ်လေးဟာဒါ ကိုကိုဟာဒါ โอเค ချစ်လေးဟာရေရွှမ်း အာစွမ်းကြပဲကိုကိုဟာကအစိတ်တည်းတယ်လား အစီတော့မဟုတ်ဘူးအဲ့လိုအဆန်တော့ဘာတော့ပါတယ် โอเค ချစ်လေးဟာကပျော့လား မပြောကိုကိုဟာချိုးလား ချိုးတယ် ချိုးတယ် ချစ်လေးဟာကအရေးဖြောတောက်လို့ရလား တိတ်တော့မပြောတော့ကြဘူးကိုကိုဟာကအစိမ်းရောအမှန်ရောစားလို့ရလား ရတယ်ချစ်လေးဟာကမဲ့မှထားလို့ရတယ် အဲ့မအဲ့လိုမျိုးပေါ့အိမ်မက်မစားလို့ရတာပေါ့အဲ့လိုမျိုးပေါ့နော်ကျန်တာပဲ ထားလို့ရ ကိုကိုဟာပြော့လိုက်ကြည့်လား ဟုတ်တယ် ဟမ် ကိုကအပြုတ်လိုက်ကြီး သိနေပြီ ချစ်လေးတေချာမှမှန်းတော့ အေးပါ အဲ့လိုချစ်လေးကိုချစ်လေးဟာကအစီပါလား စီပါပါတယ်လေကိုကိုဟာအစိမ်းရ ဆင်းရောင်လည်းရှိတယ်တခြားရောင်လည်းရှိတယ် โอเค ညာတော့အပင်ပါဆိုအဆင်းရောင် အာ ချစ်လေးဟာကအစီဆိုတော့ချစ်လေးအစီကဘယ်နှစ်စီလောက်ရှိလဲဟုတ်လေ အဲ့ဘာ မလကသီးတို့အစီတွေများတယ်တည့်သီးတို့တစ်စီတွေ တည့်ရလေအဲ့လိုတစ်စီရမဟုတ်ဘူးအစီအများကြီးလည်းမဟုတ်ဘူး အာ တစ်စီထက်တော့ပိုတယ်နော်ဘယ်လိုပြောကိုကိုဟာကကနေစိုးတီ မှားတယ်ချစ်လေးဟာအောက်မှာလားအပေါ်မှာလား ဘာလို့လဲ ဟိုထားပါတော့ထန်းသီးတို့အပေါ်မှာတည့်ရမလို့မျိုး အောက်ဆိုရဲကွာကစုံဦးတော်လို့မြေအောက်မြေကြီးအောက်မှာတူရတဲ့ဟာကိုပြောတာ အဲ့မအဲ့မ ဟာမဟုတ်ဘူးပေါ်မှာအဲ့ဆိုရင် ရအပေါ်မှာ ကိုကိုဟာလူကြီးရောခလေးရောကြိုက်တာ ကြိုက်တယ်ချစ်လေးဟာချစ်လေးဟာလိမ္မော်သီး ဟုတ်ဘူး ခုနပြောတာ ကိုကိုကအတူအရှိရှိလား မရှိဘူးအလုံးထည်ပဲရှိတာ လုံးတယ် အသီးပါအဲ့လိုရင်ချစ်လေးဟာကိုစဉ်းစားဖို့မရဘူးချင်းတယ်တင်မော်သီး ဟုတ်ဘူးကိုကိုဟာကစပီတီ မှားတယ်ချစ်လေးဟာတေးသေးလေးလား အသေးလေးရှိကြီးလေးရှိရ ဟမ် သေးလေးရှိကြီးလေးရှိရနော် ကိုကိုအတီးရအဝါရ ဟုတ်ဘူးအရေးလဲရှိတယ်ဖက်လဲရှိတယ် သူပြောနေရတဲ့ရှိအဖက်လေးရှိတယ် အဲ့ဒါချစ်လေးဟာကအလွယ်တကူဝယ်လို့ရလား အော်ရတယ်လွယ်တကူရတယ်ကိုကိုဟာမြန်မာမှာပေါ်လာတော့နိုင်ငံတိုင်းမှာရှိတာ နိုင်ငံတိုင်းလိုမှရှိတယ်ထိုင်းနဲ့မြန်မာမှာပေါ်တယ်အဲ့ဒါချစ်လေးဟာကအရေးထောက်အောင်ညှစ်ပြီးစားရတာ ဟုတ်ဘူးကိုဟာကြံဘာမှလည်းမစား sorry ငါတုံးနေကြည့်မယ်ကြံမဟုတ်ဘူးအေးထားလိုက်ပါတော့မိဘရထားလိုက်ပါတော့ ဟုတ်တယ်လေကျန်အရေးလဲရှိတယ်ဖက်လဲရှိတယ်ဆိုတော့ဖြစ်နိုင်ပါတယ်ဒါပေမဲ့မဟုတ်ဘူးချစ်လေးဟာကအစီကတစ်စီရှင်နှစ်စီအဲ့လိုအများကြီးမဟုတ်ဘူးဆိုဘာသီးဖြစ်မလဲဟာ ဒီစီးတော့ပူတယ် သိပြီပြော ချစ်လေးဟာဟိုပါလေမင်းကိုသီး မဟုတ်ဘူး အစီတွေပါလေ မဟုတ်ဘူးကိုကိုဟာဝီတီ မားတယ်ချစ်လေးဟာတွင်သီး မဟုတ်ဘူးကိုကိုဟာအခွန်မှာစားလို့ရလား မရဘူးခုန်နေခွာပြတ်မှစားလို့ရတယ်မနေ့ခွာနည်းနည်းအရေးမှပို့ပြီးပေးချစ်လေးဥစ္စာကဈေးကြီးလား ကျူကိုကိုဟာရလားဟိုလေမနတိပါဘူး လေဘင်းတော့ရားတယ်ကောင်းဆိုးတယ်ချစ်လေးဟာချစ်လေးဟာရောရားလား မရတော့ကိုကိုဟာနည်းနည်းဒီ မားတယ် ဟုတ် ချစ်လေးဟာကိုမသိတော့ဘူးနည်းနည်း နိုင်ချီသည် အဲ့ဆိုရင်ကိုဟာအုံဒီ ဟုတ်ဘူးအလုံးကြီးပြောမယ် Help me ကိုဟာအောင်ဒီပြောလိုက်ဒီအောင်ဒီ မျိုးလေးစဉ်းစားလို့မရလို့ချစ်လေးဟာလိုက်ချီပြီးပြောတာမလို့ကွာအုံဒီလို့ပြောလိုက်တာ ဟုတ်ဘူးလေကိုဟာနိုင်ချီ အဲ့ဒါလူလေကြတာပဲ ဘာမှမစားချူလာကိုဟာနိုင်ချီလို့ပြောရတယ်ချီလေးနိုင်မှာဘာဖြစ်ချင်လဲတတ်တယ် တန်းတဲ့တော့အစီ
အရေရွှမ်းတယ်လေအစီကအနည်းလိုမျိုးအစီပဲလေသူ2စီ3စီပါတယ်လေ အာလူလေကြတာတက်တက်ချင်း အရေရွှမ်းတယ်လေ อืม